ဒီပထမအုပ်ချိန်ရွေးကောက်ပွဲမှာနိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေလာတယ်သူတို့ဒါစောင့်ကြည့်တဲ့အဖွဲ့တွေကတေချာလေ့လာခဲ့တယ်လေ့လာကမှအနှစ်ချုပ်သူတို့တွေ့ပြောကြပါတော့ကျွန်တော်တို့ဒီပြောခဲ့တဲ့ဟာတွေရှိတယ်သူတို့ပွင့်လင်းမြင်သွားတာထုတ်ပြန်ခဲ့တဲ့ဟာတွေရှိတယ်အနှစ်ချုပ်ပြန်ပြောရင်နံပါတ်1ကတော့သူတို့ထင်အောင်ထင်မထားဘူးတဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲမှာလေဒါတော့အောင်မြင်လုံနိုင်မလို့သူတို့ထင်မထားဘူးဒါတော့လူများလိမ့်မယ်မလို့သူတို့ထင်မထားဘူးသူတို့သွားကြည့်တဲ့အခါမှာလူတန်းစီပြောကြလူတွေမဲပေးနေတာကိုတွေ့ရတယ်ဒါကြောင့်မို့သူတို့ကိုယ်တိုင်လည်းအံ့ဩတယ်နောက်တစ်ခုကတော့မဲပေးဆက်ပေါ့နော်မဲပေးဆက်နဲ့ပတ်သက်ပြီးသူတို့ကိုယ်တိုင်လေ့လာကြတာပွင့်လင်းမြင်သာမှုရှိတဲ့မဲပေးဆက်ပေါ့နော်ဘယ်လိုမှလိမ်လို့မရတဲ့မဲပေးဆက်ဆိုတာမျိုးပြောသွားတယ်နောက်တစ်ခုကတော့ကျွန်တော်မြန်မာပြည်သူလူထုရဲ့ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့စိတ်ကိုသူတို့ဒါထုတ်ဖော်တယ်ထုတ်ဖော်ပြောကြချီးကျူးသွားတာပဲရှိပါတယ်ဗျအပိုင်းတက်မှာပြည်သူတွေမဲပေးတာပေါ့နော်ပြည်သူတွေမဲပေးတာကြည့်ရတာတော်တော်လေးအားရွယ်ကောင်းတယ်ဟိုကျွန်တော်ပြောခဲ့တယ်လို့ပဲဒါဒီအစိုးရရဲ့အောင်ပွဲလည်းမဟုတ်ဘူးပေါ့နော်ဒါပြည်သူအောင်ပွဲပေါ့နော်ပြည်သူတွေကဒါဒီမိုကရေစီလိုလားတဲ့ပြည်သူတွေငြိမ်းချမ်းမှုလိုလားတဲ့ပြည်သူတွေရဲ့အောင်ပွဲပါခုအပိုင်းနဲ့မှာလည်းခင်ဗျားတို့ကျွန်တော်တွေ့ကြတာပဲအပိုင်းနဲ့မှာလည်းကျွန်တော်တို့ဒီရန်ကုန်မြို့ကိုရောက်နေတယ်ဒီနိုင်ငံတော်ယာယီသမ္မတဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင်ဒီနေ့မေးအောင်တွေကိုလိုက်ကြည့်တယ်ကြည့်တဲ့အခါမှာလည်းတော်တော်ကိုတက်တက်ကြွကြွမဲပေးနေရတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရမှာပဲဥပမာကျွန်တော်တို့ဒါဗိုလ်ချုပ်မကြီးကိုယ်တိုင်လည်းဒါပြည်သူတွေနဲ့တွေ့ဆုံပြီးမေးမြန်းခဲ့တယ်မေးမြန်းခဲ့တဲ့အခါမှာလည်းခင်ဗျားတို့ကျွန်တော်မြင်လိုက်မယ်ဒီမဲပေးဆက်နဲ့လည်းပတ်သက်ပြီးမဲပေးတဲ့ပြည်သူတွေကိုသူကိုယ်တိုင်မေးတယ်ခင်ဗျားနှိပ်တဲ့အတိုင်းပဲခလုတ်ကနေပြီးခင်ဗျားနှိပ်တဲ့ခလုတ်အတိုင်းပဲစက်ကူကဒါထွက်လာတော့ထွက်တယ်ပေါ့နော်ဒါပွင့်လင်းမြင်သာတဲ့ဟာပါပဲဗျနောက်တစ်ခုကတော့ဒီတချို့ဆိုရင်ကျွန်တော်တို့ကိုယ်ရင်းမေးကြတာမနေ့4နာရီလောက်တိုင်းထည့်ပြီးမေးပေးကြတာဒါတွေဒီဟိုနောက်မှလည်းကျွန်တော်တို့ကဒီအပိုင်းနဲ့မှလည်းဒါညနေမဲဆေးနေပြီးရင်တော့ကျွန်တော်တို့ထွက်လာမှာပေါ့ဗျာဒါအောင်မြင်မလို့ယုံကြည်တယ်ဒီလိုပဲအပိုင်း3မှာလည်းကျွန်တော်တို့အောင်မြင်မယ်လို့ယုံကြည်ပါတယ်